တစ်ချိန်လုံးကကလေးလေးတယောက်မူသားပြောလိုက်မိတယ်ဒီလိုနဲ့သူ့နှာခေါင်းဟာရှည်လျားပြီးပါလွာကတုတ်ချောင်းလိုမျိုးကြီးထွားလာခဲ့တယ်မိနစ်ပိုင်းအတွင်းမှာပဲသူ့နှာလေးကသတင်းပေါက်ကိုဖွင့်လိုက်တော့ငှက်တကောင်ဝင်လာပြီးသူ့နှာခေါင်းကိုခွတ်နေလိုက်တယ်အဲ့ဒါကြောင့်နှာခေါင်းဟာပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့တယ်ဒီဖြစ်ရမတိုင်ခင်နေ့ကကလေးလေးဟာတစ်သားတုံးလေးတုံးအဖြစ်နဲ့ပဲရှိနေခဲ့သေးတယ်တက်ကြီးလက်သမားကြီးတယောက်ကသူ့ကိုရှာတွေ့ပြီးလူသားပုံထုလုပ်ပေးလိုက်တယ်လက်သမားကြီးအံ့အားသင့်ခဲ့ရတာကထုလုပ်ပြီးတာနဲ့ရုတ်တရက်ရုပ်သွင်းကလေးဟာအသက်ဝင်လာပြီးသူ့ကိုအဖေလို့ခေါ်လိုက်တာပဲပျော်ရွှင်လုံးနဲ့လက်သမားကြီးဟာတစ်သားတွင်သားလေးအတွက်အဝတ်စားတွေလုပ်ပေးတဲ့ဂျင်းနန်းမှာသူ့ပုံရိပ်ကိုလဲပြပေးတယ်ဒါပေမဲ့လက်သမားကြီးကသူ့သားလေးကိုလမ်းလျှောက်တတ်အောင်တင်ပေးနေတော့မှပဲကလေးဟာရုတ်တရက်အပြင်ကိုပြေးထွက်သွားတယ်လက်သမားကြီးကလိုက်ဖမ်းပေမဲ့လည်းကလေးကသူ့ထက်အပြေးမြန်နေခဲ့တဲ့ခွေးတစ်ကောင်ရဲ့လိုက်ဟောက်မှုကြောင့်ကလေးဟာအိမ်ကိုပြန်ပြေးလာခဲ့တဲ့အိမ်ရောက်တော့မိဖို့လိုက်တယ်ပြီးတော့ကလေးလေးဟာအိပ်ပျော်သွားခဲ့တယ်လက်သမားကြီးကတကားခောက်လိုက်တော့ကလေးလေးဟာလန့်နိုးလာခဲ့တယ်ဒါပေမဲ့သူ့ခြေထောက်လေးတွေဟာမီးရန်တွေထဲမှာလောင်ကျွမ်းပြီးသားဖြစ်နေတာကိုတွေ့လိုက်ရတယ်